တဖြည်းဖြည်းနဲ့ညီမကိုတနာပြီးချစ်တဲ့လူတွေကအခုကတဖြည်းဖြည်းနဲ့ညီမကိုဟိုဒီဗီဒီယိုတွေတက်လာတာရဲ့ဒီကလားရဲ့လှုပ်ဆောင်နေတဲ့ဗီဒီယိုတွေကြောင်းရင်ညီမတို့မောသွားတဲ့ဗီဒီယိုတွေစိုင်သွားအကုန်လုံးပေါင်းပြီးကြည့်တော့တဲ့မသိရင်ညီမကပဲတကယ်ယူကြောင်မူးကြောင်စောက်ယူမကြီးလို့ဖြစ်လာပြီနော်အဲ့တော့ညီမလေးကိုသိစေခြင်းနဲ့နော်အကိုတင်လိုက်တာမတင်လိုက်တာအဲ့ဒါအကုန်လုံးကညီမအခုပြောချင်းချင်းလေးညီမအခုအောက်ဆင်းပြေးလိုက်တယောက်please help me ညီမလည်းဗမာစကားတက် please help me he is trying to do something ဆိုရင်ပြီးပြီနော်အခုကတဖြည်းဖြည်းနဲ့အကုန်လုံးကညီမဘက်တဖြည်းဖြည်းဗမာကြီးဦးကောင်းလှည့်တော့မှာအခုလည်းအာယုံနောက်လာပြီအခုလည်းမအိပ်ရသေးဘူးမနေ့ကလည်းညမှာအိပ်ရတယ်အခုလည်း9နိုင်လောက်ပဲ3-4နိုင်ပဲအိပ်ရပြန်ထားထားတော့တခါ2 hours အကူကခွင်းမသားကလာအကုန်အဆင်ပြေတဲ့ပုံစံနဲ့ပြန်တင်မသိအကူကစောက်ယူလို့စောက်ပေါ်လို့ဖြစ်နေတယ်လေနော်ညီမလေးနဲ့စိတ်ပူနေညီမအမေကိုဘာလို့မဆက်နိုင်လဲဆိုတော့ငါတို့မြန်မာပြည်သူတွေကမစင်စားနိုင်ဘူးနော်အဲ့တော့စောက်အာယုံအရန်နောက်နေပြီနော်မင်းတို့ကဟိုဒီကောင်မလေးလဲငါလဲဘူးလာဒီကောင်မမင်းတို့ယုံဖို့အတွက်ငါပြန်တင်ပေးရနော်မင်းတို့ယုံဖို့အတွက်ပြန်တင်ပေးရနော်နော်နော်မင်းတို့လာဆဲတာလေမင်းစပတ်စကားတွေပြောရင်ရွှေရတဲ့ဒေါသတွေထွက်တော့အဲ့တော့မင်းတို့ဟိုကဖြစ်ဖို့အတွက်ကိုငါဒီကောင်မလေးနဲ့ငါနဲ့ privacy ပြောတဲ့ဟာတွေပြန်တင်လိုက်နော်အော်လီးရအရန်ဟိုကလာအဲ့တော့မင်းစပတ်ကောင်မလေးကိုပြန်ချုပ်ပြီးတော့ပြန်မလွတ်ဖို့ကြိုးစားလိုက်သူ့မိစပတ်ဂျာအေးသူ့မိရိုက်နေ48နိုင်ရှိတော့နော်အဲ့တော့ဒါပဲဂျာအေးသူ့မိရိုက်နေတာ it's already going to be 48 hours နော်48နိုင်ရှိတော့မယ်နော်မင်းညာအကလာလာပါနောက်ဆုံး statement တင်တယ်အဲ့နောက်ဆုံး statement မတင်ခင်နိုင်ခွက်ထိငါနဲ့ Patricia နဲ့ဖုန်းတွေပြောနေအခုလေးတွေမယ်အကိုရဲ့ကလာအောင် edit သွားလို့မှာပါဗျာအခုလေးတွေမယ်အကိုရဲ့ညီမအခန်းထဲမှာအထဲထဲမှာနေနေညီမအသားလေးအပြင်လေးထွက်ပြီးအမေနဲ့ဖုန်းပြောမယ်ဆိုအကိုဆက်နေတာဟာလေဆိုကောင်မလေးကအကုန်ရှင်းပြတယ် तू အဲ့လိုမျိုးတင်ရတာဘာဖြစ်တာအဲ့ကြောင့်ခင်ဗျားတို့ကျွန်တော်တက်ပြီးပြောတယ်မဟုတ်ဘူးပြောတယ်အဲ့မရကလာကလည်းဟိုမှာကြိုးစားနေတာကြီးကကလာကလည်း तू မဟုတ်ပါဘူးဆိုတာမျိုးကြိုးစားပြီးတော့စက် sexual grooming လို့ခေါ်တယ်နော်စာမတတ်တဲ့ကောင်တွေလိုက်ရှာကြည့် grooming လုပ်တယ်လို့ခေါ်တယ် main ကလေးတရားကို sexual predators ဖြစ်ပြီးသွားပြီဆိုအဲ့ main ကလေးဘရောမ speak out မလုပ်အောင်ဘရောမထွက်မပြောအောင် groom လုပ်တယ်လို့ခေါ်တယ်အဲ့လို groom လုပ်လေ Jeffrey Epstein ရဲ့ဒီ victims တွေဒီတခြား sexual predators ရဲ့ victims တွေကအခုချိန်ကြီးပါဇက်ရောလေကုန်နှုတ်ပိတ်နေတဲ့ကောင်မလေးတွေလည်းအများကြီးရှိတယ်နော်ဘာလို့လဲဆိုတော့ငါလည်းမသိတော့ဘူးမယုံငါအစတည်းကဖုန်းမဆက်နဲ့အေးယုံရင်လည်းအပီးထိပေးကူညီခိုင်းလိုက်တော့အဲ့ကောင်မလေးသိအောင်ဒါပဲပြောလိုက်တော့နော်ငါ90ကလုံးငါအမားပြောတော့မှမဟုတ်တာဆိုတာဟိုကောင်မလေးကို confirm ထပ်ပြီးတော့အဲ့ကိုမေကိုလို့မသိအောင်ဖုန်းခိုးဆက်ပြီးကျွန်တော်ပြောတာ record လဲတင်ပြီးတော့အဲ့ဒါည12နိုင်တနိုင် record အဲ့ဒါဒီကိုမေကိုလို့ final statement တွေသူ့မိတ် support statement တွေအကုန်ပြောပြီးကောင်မလေးကိုတနထောက်ဓာတ်ထောက်ပြီးပြောခိုင်းပြီးမှဖြစ်ပေါ်လာတဲ့ဟာတွေ okay ဒါပေမဲ့ကျွန်တော်လည်းမသိဘူး leverage ဆိုတဲ့အရာဘယ်လောက်ထိကင်ထားလဲမသိဘူးခင်ဗျားကျွန်တော်လိုပဲအမြင်မှာတော့ဟုတ်တာပေါ့ပတရှာထွက်ပြေးသွားလို့ကျွန်တော်လည်း Patricia ဖုန်းလေးကင် passport လေးယူထွက်ပြေးသွားလို့ရတာပဲတခုပြေးသွားလို့ရတာပဲလို့ကျွန်တော်အားလုံးထင်ကြဘာ leverage တွေဒီကလာကင်ပြီးဘလို့တွေ change ချပြီးဘလို့တွေ manipulate လုပ်ပြီးဘာတွေနဲ့ဘလို့မြှူဆွဲလဲဖះပဲသိမယ်ကျွန်တော်လည်းမသိဟုတ်ပြီနော်ဒါပေမဲ့ Patricia သာကျွန်တော်သမီးဆိုရင်နော်ကျွန်တော်အမဆိုရင်ကျွန်တော်အမေဆိုရင် 1% chance တောင်မှ sexual predator ဆိုလောလောဆယ်မှာ hot နေတဲ့ကောင်နဲ့ကျွန်တော်မထားနိုင်ဘူး